တော်တာရှင်များရှင်ပြည်သူရေဒီယို People's Radio မြန်မာရဲ့တော်လန်ချီတက် podcast ကပါဒီ podcast ကနေခေတ်စနစ်လူမှုဝန်းကျင်အသီးသီးမှာအပြောင်းလဲတစ်ခုခုကိုဖော်ဆောင်နေရင်တော်လှန်ရေးရည်စည်းကြောင်းနဲ့ပါဝင်လှုပ်ရှားနေကြတဲ့အလွှာဆောင်ကအမျိုးသမီးနဲ့လူငယ်တွေရဲ့တော်လှန်ရေးရုပ်ပုံသားတွေကိုကြားရဖို့ရှိပါတယ်ဟုတ်မနယ်နေဒီကျမတို့ podcast ဒီမှာပေါ့နော်ပါဝင်ဖြစ်ကြပေးဖို့လက်ခံပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်အမအဲ့တော့မအနေနဲ့ပေါ့နော်အခုလိုမျိုးဒါဩစတြေးလျနိုင်ငံမဲဘုံအခြေစိုက်တဲ့ fundraiser တူအနေနဲ့ဘာဖြစ်လို့မြန်ဒီလို fundraiser အနေနဲ့ဒီနွေဦးတော်လိုင်းမှာစတင်ပါဝင်ဖြစ်ခဲ့တာလဲပေါ့နော်ကို့အကြောင်းလေးအရင်မိတ်ဆက်ပေးပါလားရှင်ဟုတ်ကဲ့ပါအမနာမည်ကတော့သမီးခုနမိတ်ဆက်ပေးပါသူတို့နွေနီထွန်းပေါ့နော်ဩစတြေးလျနိုင်ငံမဲဘက်မှာလည်းရှိရောက်နေပါတယ်ဒီမှာရောက်နေတာတော့နည်းနည်းကြာနေပေါ့နော်နှစ်ရာစုနှစ်3နှစ်နီးပါးရှိနေပြီအဲ့တော့ဒီမှာ fundraiser အနေနဲ့ပါဝင်ခဲ့တာကတော့တကယ်ဆိုလို့ရှိရင်တော့ကိုရီးယားဒီ generation ဒီတော်လှန်ရေးတောက်လျှောက်ထဲမှာရှိနေလို့ပြောရမှာပေါ့နော်ဟို1988ခုနှစ်ထဲကပေါ့ဒီအာဏာရှင်စနစ်ကိုတော်လှန်မယ်တိုက်ခိုက်မယ်ဒီအာဏာရှင်စနစ်ကဘလို့မှဗမာပြည်အတွက်ကိုမသင့်တော်ဘူးဒီထက်ကိုကောင်းမွန်တဲ့ system တွေပေါ့နော်အဓိကအဖြစ်အခုလိုမျိုးဒီလိုမျိုးfederal democracy ကိုဗမာပြည်သူပြည်သားတွေနဲ့ဒါတင့်တော်တဲ့ system ဖြစ်တယ်ဆိုတဲ့ဟာမျိုးပုံစံမျိုးပေါ့လေအဲ့တော့ဒီအာဏာသိမ်းတာကိုလည်းအမတို့ကဆန့်ကျင်တယ်ပြီးတော့ဟိုဒီအာဏာသိမ်းတဲ့အစင်လာကြီးကိုလည်းမရှိစေချင်ဘူးပေါ့နော်အဲ့တော့ဒီအာဏာသိမ်းတဲ့အစင်လာကြီးကဒီမျိုးဆက်မှာနောက်ဆုံးဖြစ်ရမယ်ဆိုတဲ့ကျောင်းသားတယောက်ရဲ့ပြောတဲ့စကားအတိုင်းပဲပေါ့နော်ဒါအမတို့ဟိုဒီတိုင်းပဲခံယူထားတယ်အဲ့တော့ဒီတော်လှန်ရေးကိုအမြင်စေချင်တယ်အဲ့တော့ဒီမှာစပြီးတော့အမတို့ကဒီ generation C တွေပေါ့နော် generation C ကစပြီးတော့လက်နက်ကန်တိုက်ပွဲဝင်တော့မယ်ဒီတိုင်းပဲငင်းရမ်းစွာနဲ့ဆန္ဒပြလို့ကတော့အာဏာရှင်ကတော့ဟိုလုံးဝလက်လျှော့မှာမဟုတ်ဘူးပေါ့နော်သူဆိုတော့အဲ့ဒီချိန်ကနေစပြီးတော့အမတို့ကဒီမမတို့ဒီ fundraising တွေကလိုလာပြီးဒီပါထောက်ပံ့မှုတွေအများကြီးလိုလာပြီးဆိုတော့အသိစိတ်တက်နေပေါ့နော်အဲ့လိုကနေစပြီးတော့စလာခဲ့တာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါအမဟုတ်အခုဆိုရင်လည်းဒါ Spring Project Melbourne ဆိုပြီးမတို့စုဖွဲ့ပြီးတော့မှလေအများကြီးပါဝင်ကူညီအားဖြည့်နေတယ်ထောက်ပို့နေတယ်ဆိုတာလေးလည်းတွေ့ရပါတယ်မအဲ့တော့ဘလို့လူမျိုးတွေပါဝင်ပြီးတော့မတို့ဘာတွေလှုပ်ဆောင်နေလဲပေါ့နော်ဒီလုံခြုံရေးအရာမတို့မျှဝေလို့ရတာလေးတွေတော့မျှဝေပေးပါရှင်ဒီ podcast နားထောင်နေသူတွေပို့ပြီးတော့မှမြင်သာသွားအောင်ပေါ့နော်မဟုတ်ကဲ့အဲ့ဆိုအမအရင်ဆုံးစပြောအမရဲ့ပါဝင်မှုအရင်ဆုံးစပြောမယ်ပေါ့နော်အမရဲ့ပါဝင်မှုကတော့မမတို့ဒီမှာຫນွေဦးတီမမဆိုပြီးတော့စပြီးတော့ဈေးရောင်းပွဲတွေလုပ်ကြတယ်အဲ့ဒီအားလေးနဲ့အမစပြောချင်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ခါကြတော့ဒီမှာက foundation fund ရှာတော့မယ်ဆိုပြီးတော့စပြီးတော့အမတို့စဉ်းစားတဲ့အချိန်မှာအမတို့အကောင်းဆုံးလုပ်နိုင်တာဒီမှာချက်ပြုတ်ရောင်းချမယ်ရောင်းချပြီးသွားလို့ရှိရင်ဟိုဒီရလာတဲ့ပတ်စံတွေကိုစီးဆင်းသွားမယ်ပေါ့နော်ပြည်စီးဆင်းမယ်ဆိုပြီးတော့အမတို့လုပ်ကြတဲ့ခါကြတော့အဲ့ဒီမှာဘာဖြစ်လာလဲဆိုတော့ခါကြတော့အမျိုးသားတွေကဟိုအချို့ဥဆောင်မှုတွေပေးနိုင်တယ်ဒါပေမဲ့အမားတို့တွေကကြတော့ main ကလေးတွေအမျိုးသမီးတွေကကြတော့ချက်ပြုတ်ရောင်းချနေမှာအားတန်နဲ့ချက်လက်ချက်နိုင်ကြတယ်စိတ်ကလည်းပို့ပြီးတော့ sorry ပို့ပြီးဆိုတော့ compare ပြောတာမဟုတ်ဘူးပေါ့နော်အဲ့လိုမျိုးချက်ပြုတ်ရနေမှာပို့ပြီးတော့အားတန်တယ်ဆိုတော့ခါကြတော့အမားတို့ကအဲ့ဒီနေရာစပြီးတော့ချက်ပြုတ်ပြီးတော့အဲ့လိုရောင်းချရင်းနဲ့မှာအဲ့ဒါအမားတို့ဟို2000အနာသိမ့်ပြီးတော့April လထဲအမားတို့စပြီးတော့ဒီလိုမျိုးနွေဦးတီမတွေနဲ့လစင်မိပါဒါမှမဟုတ်လည်း2လတစ်ခါ3လတစ်ခါအဲ့လိုမျိုးချက်ပြုတ်ရောင်းချပြီးတော့အမားတို့ဒါ fundraising တွေမှာစခဲ့တာပေါ့နော်ဆိုတော့အခုတက်တော့အမားသမီးမေးတော့မမက Spring Project မဲပုံကြောက်တော့နည်းနည်းပြောပြမယ် Spring Project မဲဘန်းကကြတော့လူငယ်တွေနဲ့လူငယ်တွေအများကြီးဥဆောင်နေတဲ့အဖွဲ့အစည်းတစ်ခုဖြစ်တယ်ပြီးတော့လူငယ်တွေမမတို့ကလူငယ်တွေကိုလည်းပို့ပြီးတော့အရှက်နဲ့ထားခြင်းနဲ့အားလည်းပေးခြင်းတော့ဆိုတော့သူတို့ရဲ့ဥဆောင်တဲ့အတိုင်းမှာမမတို့ကလုပ်တယ် Spring Project မဲဘန်းကဘာကြီးလုပ်လဲဆိုတော့လာစင်ပေါ့ဒါကတော့ဟိုမမတို့မျိုးဥတီမှာကြတော့ဈေးရောင်းပွဲတွေကိုဟိုခေါ်တွေနဲ့လုပ်ကြတယ်အဲ့တော့တစ်ခါကြောက်လို့ရှိရင်တိုက်တာတို့ဘာလို့နည်းနည်းအလုံးရှုပ်တာပေါ့နော် Spring Project မဲပုံကကြတော့ဘာကိုသူတို့ကဆုံးဖြတ်လိုက်လဲဆိုတော့ခါကျတော့လာစင် fundraising ကိုရှာကြမယ်လာစင်ဘလို့ရဆိုပြီးတော့အဲ့ဒီဟို online ကနေပြီးတော့ဒီ pre order food တွေအစားအသောက်တွေပေါ့အစားအသောက်တွေ order ကောက်တယ်တို့ချက်နိုင်တဲ့လူတွေကဝင်ပြီးတော့မှချက်ကြတယ်ဆိုတော့ online ကနေပြီးတော့အစားအသောက်တွေ order ကောက်ပြီးတော့ဥပမာဆိုလို့ရှိရင်အမဲသားနဲ့ဘူး
အော်ရာကနေပြီးတော့ဘူး20ရတယ်40ရတယ်50ရတယ်အဲ့လိုမျိုးဆိုတော့မမတို့ချက်တဲ့လူတွေကလည်းမဝိုင်းပြီးတော့ချက်ကြတယ်ချက်ကြပြီးတော့ခါကြတော့ပြီးလို့ရှိရင်ဥမာစနေနေ့ညလိုမျိုးမှာအမတို့ချက်ကြတယ်တနင်္ဂနွေနေ့မှာအမတို့ကဒီချက်ထားပြီးသားဟာတွေကိုအော်ဒါတွေကိုလိုက်ပြီးတော့ပို့ကြတယ်မဲဘုံမြို့ကြီးကမမတို့ကမဲဘုံမြို့ကို၄ပိုင်းဖွင့်လိုက်တာပေါ့ဟာအရှိအနောက်တောင်မြောက်ပေါ့အဲ့လိုမျိုးပေါ့အဓိကအဖြစ်တော့မမတို့နေတဲ့အရှိဘက်ချက်မှာလည်းလူကြီးများတယ်အနောက်မှာလည်းလူကြီးများတယ်အဲ့တော့ pick up တွေရှိတယ် pick up ဆိုလို့ရှိရင် pick up zone တွေမှာအစားတောက်လာမှာပေါ့ဒါပေမဲ့လို့အစားတောက်က80ကျကျော်တက်ကိုကျော်လို့ရှိရင်ဒီဟာကိုမမတို့ကလိုက်ပို့ကြတယ်ဆိုတော့လိုက်ပို့တဲ့ခါမှာလည်းအမတို့အဖွဲ့ကို4ဖွဲ့5ဖွဲ့ခွဲလိုက်တယ်ပေါ့အဲ့တော့မမဒီ spring project မဲပေါ်ကevery week every first week of the month မှာလာရရဲ့ပထမအပတ် Sunday မှာအဲ့လိုဈေး online ဈေးရောင်းပွဲလုပ်တာပေါ့နော်ချက်ပြုတ်ပြီးတော့ delivery လုပ်ကြတာပေါ့ဒီအစားတောက်တွေပေါ့ဆိုတော့အဲ့ဒီကနေပြီးတော့ရလာတဲ့ပစ္စည်းတွေမှာမမတို့ကဖြန့်ဝေတယ်ရလာတဲ့ပတ်စံတွေကိုအဖွဲ့ကိုဥမာဆိုရင်မတို့ကဒီလားဆိုလို့ရှိရင်9000ရတယ်ဆိုရင်9ပွဲတစ်ပွဲကိုတယောက်1000အစသည်ဖြစ်ပေါ့နော်ဥမာဆိုလို့ရှိရင်တချို့ဖွဲ့တွေကလတိုင်းမရဘူး2လတစ်ခါရမယ်အဲ့လိုမျိုးတွေနဲ့မတို့ကဒီ Spring Project မဲပုံကနေပြီးအဲ့လိုစီစဉ်ပြီးတော့သူတို့ဒီတော်လှန်ရေးပတ်စံကိုရှာနေကြတာပေါ့လေဆိုတော့မကတော့ဒီ Spring Project မဲပုံမှာရှိတဲ့လူငယ်တွေဥဆောင်မှုအောက်ကနေပြီးအဲ့လိုသွားပြီးတော့မှသူတို့လိုအပ်တဲ့ဟာလေးတွေကဝိုင်းလို့အားဖြည့်ပေါ့ကွယ်အားဖြည့်တဲ့နေရာမှာတော့ကိုကချက်လဲဈေးဝယ်လဲကိုချက်လဲကို delivery လုပ်လဲကိုfood တွေကိုdistribution လုပ်လဲကိုအဲ့လိုမျိုးပေါ့ကိုလိုမတို့လိုလူမျိုးကြီးပါပဲအားလုံးကလေဆိုတော့အဲ့လို Sunday မနေ့တွေမှာကြာလို့ရှိရင်တော့ပျော်ဖို့ကောင်းတယ်ဆိုတာစနေနေ့မှာအမတို့ချက်သွားတဲ့ဟာတွေကိုမနေ့6နိုင်9နိုင်လောက်မှာအမတို့တည်သွားပြီးတော့စုရက်တရက်မှာထားပြီးတော့အဲ့စုရက်မှာမှတည်လာတဲ့အစားတောက်တွေအမတို့ပြန်ပြီးတော့ဖွဲဝေချက်မဟုတ်အော်ဒါလိုက်သွားကြတာပေါ့နော်အော်ဒါလိုက်သွားပြီးတော့မှဥမာဆိုလို့ရှိရင်နွယ်နီထွန်းအော်ဒါက10ခုရှိမယ်ပေါ့ကွယ်အမဲသားနဲ့ချက်သားကြော်ဘာညာပေါ့အဲ့လိုပေါ့နော်အဲ့လိုမျိုးတွေကိုတစ်ခုပြန်ပြီးတော့itemize လုပ်ပြီးတော့ခွဲဝေပြီးတခါအဲ့ဒါအကုန်လုံးပြီးသွားမှအဲ့ဒါပစ္စည်းတွေယူလာပြီးရှေ့ဘက်ချမ်းဆိုလို့ရှိရင်ရှေ့ဘက်ချမ်းတာဝန်ထိုင်းလူကရှေ့ဘက်ချမ်းမှာအော်ဒါမှာထားလူတွေ delivery လိုက်ပို့ပေါ့ဆိုတော့မမတို့ကအဲ့ဒီ Sunday မှာမနေ့ကျရင်ဒီလာရဲ့ပထမအပတ် Sunday တိုင်းမှာတော့ busy ဖြစ်တယ်ပင်ပန်းတယ်ဒါပေမဲ့မပင်ပန်းဘူးပြောတယ်ဘာဖြစ်ဆိုတော့ကိုရတဲ့ပတ်စံတွေအကုန်လုံးကဒီအာဏာရှင်စနစ်ကိုတိုက်ခတ်ဖို့အတွက်ဘယ်လိုပြောအဆုံးစုံတိုက်ဖြတ်ဖို့အတွက်ကိုတိုက်ပွဲဝင်နေတဲ့ PDF ရဲဘော်တွေရှိရောက်သွားတယ်ဆိုတဲ့အတိနဲ့အမတို့ကအဲ့လိုစိတ်ချမ်းသာတယ်ကွာမောပေမဲ့ပြောတယ်ပေါ့ဒါပေမဲ့လို့ပြီးတော့ခါကြတော့လေအဲ့ဒီဖွဲ့သားတွေကအဲ့ဒီ Sunday မှာတွေ့ကြပြီးတော့မှပြောလိုက်ဆိုလိုက်အဲ့ဒီအစားတောက်လေးတွေလုပ်လိုက်စီစဉ်လိုက်ပေါ့နော်ဆိုတော့လေတမျိုးလဲကိုယ့်အတွက်ကို motivation လည်းရတယ်ပြီးတော့အားလည်းဖြစ်တယ်ပြီးတော့ရှင်ငါတို့ရပါဝင်မှုတွေကဒီနောက်လာမဲ့မျိုးဆက်တွေအတွက်ကိုကောင်းမွန်တဲ့ပါဝင်မှုတွေဖြစ်တယ်ဆိုတော့အတိတရားတွေနဲ့အမတို့တွေအဲ့လိုမျိုး DPT ကိုလည်းစားတယ်ပေါ့နော်ပြီးတော့ယုံလဲယုံကြည်တယ်ဒီဒေါ်လာရေးကမကြခင်အောင်တော့မယ်ဆိုတာကိုလည်းယုံကြည်နေတယ်ပေါ့တော်လန်ချီတက် podcast ကိုနားဆင်ပေးကြလို့ကျေးဇူးများကြီးတင်ပါတယ်။ຫນွေဦးတော်လန်ရေးရဲ့အလွှာဆုံးမှာပါဝင်နေကြတဲ့ရုပ်ပုံလွှာအသီးသီးကိုအခု Radio Podcast ကနေလာစဉ်စောင့်မျှော်နားဆင်ပေးပါအောင်ရှင်။